မတို့ရေနွေရာသီအတွက်အဲသားအင်ကြီးနံပါတ်1ပုံလေးပါနော်နံပါတ်2ပုံလေးကလက်စကလေးပါမတို့ရေ BTK ကဝင်တဲ့အဲသားဖြစ်တဲ့အတွက် quality ကောင်းပြီးတော့ပေါ့ပေါ့ပပတတောက်တရှိပါတယ်နော်ကာလာလေးက10ရောင်လာပါတယ်အခုပြမှာကအုတ်ကျရောင်လေးပါနော်မတို့ရေသူ့ရဲ့လက်ကလေးကလည်းချစ်စရာလေးနော်လက်ကိုအဖျားလေးမှာအစည်းလေးပါဒီလိုမလို့ချင်းလည်းဆွဲတင်ထားလို့ရပါတယ်နော်လက်ကလေးကတူချထားလည်းရပါတယ်ဈေးနှုန်းလေးက2400ပါရင်ဆိုင်က46 48တော့ပါတယ်နော်အင်ကြီးရှည်က23ပါရှင့်ဒါအုတ်ကျရောင်ဆူဆူလေးပါဒါလေးကတော့နှက်ပြက်ရောင်လေးပါမတို့ရေမစိုးထဲဆန်ကနေမိတ်ဆက်ပေးပါတယ်နော်ဒါနှက်ပြက်ရောင်ဆူဆူလေးပါရှင့်မတို့ရေမစိုးထဲဆိုင်ဖဆာပလာစီဖဆာပလာရက်ကွက်မှာပါရှင့်မင်္ဂလာတောင်ညွတ်နယ်ပါဒါလေးကနီညိုရောင်လေးပါမတို့ရေပေါင်ချင်းဆိုရင်ပေါင်ချင်း130ကနေ180ထိတော်ပါတယ်နော်ဒါလေးတွေကခါလည်းမရှိဘူးအရန်လဲဘူးလို့ကောင်းတယ်နော်ဒါကခဲဖြူရောင်လေးပါဒါလေးကကြတော့မတို့ရေသူကမိတ်ကပ်အရင်လေးပေါ့နော်ဒါလေးကအနက်ရောင်ဆူဆူလေးပါရှင့်ဒါလေးကအနက်ရောင်ဆူဆူလေးပါဒါလေးကကြတော့မိတ်ကပ်ကိုမှအနုလေးပေါ့နော်ဒါမိတ်ကပ်ရောင်အနုလေးပါကာလာစုစုပေါင်း10ရောင်လာပါတယ်ဒါလေးကကြတော့သူကချိုချင်လေးပေါ့နော်မတို့ရေကာလာလေးစုစုပေါင်း10ရောင်လာရောင်လေးပါနော်ဦးစိုးပြထားတာကပတောက်6ရောင်လေးပါပေါင်ချင်း130နဲ့180တိတော်ပါတယ်ဈေးနှုန်းလေး2400ပါရှင့်